စာအုပ်ဖတ်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောပြစာအုပ်ဖတ်တာတကယ်ကောင်းတယ်အဲ့လိုမျိုးကောင်းတယ်တေချာတော့ရှင်းမပြနိုင်ဘူးပေါ့နော်ကောင်းတယ်ဆိုတော့ကိုယ်တိုင်လက်ခံထားတယ်အဲ့ပို့ပြီးလက်ခံလို့တေချာတဲ့အကြောင်းပြချက်ကိုပြောစီပြောနိုင်တဲ့အခါထုတ်ပြောမယ်ဒါပေမဲ့စာဖတ်တဲ့အတွက်ကိုဘဝမှာအခက်အခဲတွေရှိလာတဲ့အခါခံနိုင်ရင်ရှိတယ်အဲ့ဒါတော့သိကြတယ်ကိုကဒါပေမဲ့အဲ့ဒါလည်းပို့ပြီးတော့ကောင်းတဲ့ခိုင်းတဲ့အကြောင်းပြချက်ကိုပြောနိုင်ရင်ထပ်ပြီးပြောပြမယ်ခုလောလောဆယ်ပါပြောချင်တာလဲစာဖတ်ဒီနေ့ပေါ့နော်တရားဓမ္မစာကိုဖတ်လိုက်ရတယ်အဲ့မှာဆိုဘုရားရဲ့ความฝันปาฏิหาริย์รายล้อมรอบเราทุกวันแสงสว่างในใจเราสองน้ำทางเราได้ใช้ชีวิตอย่างอัศจรรย์ฝนโปรยปลายแต่ฟ้าใสဘုရားဘာသာဝင်တိုင်းဆိုရင်အဲ့ဒီကိုတော့ကိုပါ สายรุ้งขึ้นหลัง အဲ့ဒါဟာတမ္မာနံတော့ဝိစာစရဏတန်တော့သူကတော့ကာဝီဒီအနုတ္တရောဘုဒ္ဓဓမ္မတာရတိတတ္ထာဒေဝမနတာနံဘုဒ္ဓဘဂဝါစီဘုရောကိုပါကိုဘုရားဘာသာဝင်တိုင်းကိုရကြပါတယ်ဒါပေမဲ့စမတို့ဆရာမကြီးကမိမိထားရှိတော့မိမိရဲ့ဆောင်းမလေးလာနေတာကိုလည်းအများကြီးလေးလာနေใจเรากำลังส่องนำทางจงใช้ชีวิตอย่างคงคนจากจักรวาลในคืนมืดมิดก็ยังมีดาวและโลกนี้ดูเหมือนจะว่างเปล่าแต่ความรักจะเติมเต็มทุกใจให้เราใช้ชีวิตอย่างงดงามชีวิตเต็มไปด้วยความฝันปาฏิหาริย์รายล้อมรอบเราทุกวันแสงสว่างในใจเรากำลังส่องนำทางจงใช้ชีวิตดังของขวัญจากจักรวาล ချင်းနေရှိနော်ဂုံတော်အနန္တဉာဏ်တော်အနန္တတကူတော်အနန္တဆိုပြောတယ်ဒါပေမဲ့ဂုံတော်အနန္တဆိုတာတချင်းအနေနဲ့ပဲစိတ်ထဲမှာဟိုလိုမျိုးဂုံတော်ဆိုသိမတွေးမိဘူးအဲ့ဆရာမကြီးတွေသင်ပေးတယ်ဆရာတော်တွေသင်ပေးတော့မှဘုရားဂုံတော်အနန္တဆိုတာကိုဟိုလိုတချင်းနဲ့ရောကိုလက်တွေ့ရောအဲ့ကြမှာဂုံတော်ဘုရားဂုံတော်တွေကတကယ်ကိုအများမှအ